be peaceful ချမ်းသာနေပြီးတော့မှပြန်လည်ကြိုဆိုပါရဲ့ရှင်လောကမှာရှောင်ရှားတဲ့လူမျိုးက၃မျိုးရှိပါရဲ့နော်ကျမတို့တတိထားတင်တာပေါ့နော်အဲ့လူ၃မျိုးကတော့နံပါတ်1မိမိကိုလူရင်တစ်မျိုးမလူရင်တစ်မျိုးအဲ့လိုမျိုးစိတ်ရှိတဲ့တငယ်ချင်းတွေမိတ်ဆွေတွေအဲ့လိုလူမျိုးတွေကိုရှောင်ရှားတတ်ပါတယ်နံပါတ်2ကတော့မိမိရဲ့ကြွယ်ရမှာမိမိရဲ့မကောင်းပြောတတ်တဲ့လူမျိုးတွေပေါ့နော်ကိုရှိမှာတော့အော်ကောင်းနေ follow တွေလိုက်ပြီးကိုနောက်ပွဲမှာကြတော့ကိုအတင်းတုတ်တဲ့လူမျိုးတွေပေါ့နော်ရှောင်တင်ပါတယ်နံပါတ်3ကတော့နှုတ်မဆောင်စည်းတဲ့အပေါင်းအသင်းတွေပေါ့နော်မိတ်ဆွေတငယ်ချင်းတွေဘယ်အရာမဆိုကိုနှုတ်ကိုမဆောင်စည်းဘူးတိတယ်ဆိုရှင်လိုက်ဖွာတယ်မှန်နေဖြစ်စေမားနေဖြစ်စေအဲ့လိုမျိုးလိုက်ဖွာတတ်တဲ့လူမျိုးတွေကိုရှောင်တက်ပါတယ်အဲ့လိုလူမျိုးမိတ်ဆွေတငယ်ချင်း၃မျိုးတွေကကိုယ်နားမှာရှိနေတယ်ဆိုလို့ရှိရင်ကိုကတတိထားကြီးစွာနဲ့သူတို့ကိုစိတ်ပေါင်းကိုခွာပေါ့နော်ခွာတင်ပါတယ်ဒါမှပဲစိတ်ချမ်းသာမှုရရှိမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်သူတို့နားမှာနေကိုယ့်အတွက်အမြဲတမ်းအန္တရာယ်ရှိတတ်တယ်လေဒါမှပဲစိတ်ချမ်းသာမယ်အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းနေလေအေးချမ်းကြပါစေကောင်းကျိုးလို့ရဆန္ဒတွေလည်းပြေဝကြပါစေရှင်မရှိဆိုတဲ့စကားလေးဘယ်တော့ဘယ်ခါမှမကြားရမမြင်ရမသိရပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံပြေဝကြပါစေရှင်